အားလုံးပဲမင်္ဂလာပါ UV animation ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပိုင်းတော့တင်မှာကျွန်တော် low poly style ဒီလိုကြည့်ဖြစ်တယ်ပေါ့နော်သူတို့ဟာတရုံမကောင်းတဲ့ကွန်ပျူတာတွေဆိုလို့ရှိရင်လည်းဖန်တီးလို့ရတယ်ပြီးတော့ကြည့်လို့ရှုလို့လည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ကမျိုးငယ်လေးတစ်ခုကို low poly style ကိုတုံးပြီးတော့ဖန်တီးမှာဖြစ်ပါတယ်ကျွန်တော်အများကြီးတော့မပြဘူးဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဟာ Blender အခြေခံလောက်ကိုတော့နားလည်မယ်သိမယ်လို့ကျွန်တော်ယူဆမယ်ကျွန်တော်လှုပ်သွားတဲ့အဆင့်လေးတို့ပဲကျွန်တော်ပြမှာဖြစ်ပါတယ်သူ့ရဲ့ပထမဆုံးအဓိက component ဖြစ်တဲ့အိမ်ကိုကျွန်တော်ဖန်တီးမှာဖြစ်ပါတယ် screen cast ကိုဖွင့်ထားမယ်ဘယ်ဘက်အောက်မှာကျွန်တော်ဘယ်ခလုတ်ကိုနေတယ်ဆိုတာကိုမြင်မှာဖြစ်ပါတယ်ပထမဆုံး shift A ကနေပြီးတော့ကျွန်တော် mesh ကနေ cube တစ်ခုကိုယူမယ်ကျွန်တော်တို့ကဒီ x y ဝင်ရိုးကိုမြေပြင်လိုသဘောထားပြီးတော့ဖန်တီးမှာဖြစ်တဲ့အတွက်ဒီ cube ကိုအပေါ်ဆွဲတင်ပါမယ်တိုးတော်လည်းပဲအခု object mode ထဲမှာဆွဲတင်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ 3D origin point ဟာအတူတူပါလာမှာဖြစ်ပါတယ်ကျွန်တော်ကသူ့ 3D origin point ကိုဒီအောက်မှာပဲရှင်းနေစေချင်တဲ့အတွက် tab ကိုနှိပ်ပြီး edit mode ကိုသွားမယ် G Z ဆိုပြီးတော့အပေါ်ဆွဲတင်လိုက်ပါမယ် control key ကိုနှိပ်ထားပြီးတော့ blender grid တစ်ခုချင်းစီလိုက်ဖြည့်ခဲ့သွားအောင်လုပ်မယ်အခု Z ကနေပြီးတော့ wireframe ကိုသွားမယ်အပေါ် vertex ကို select ပေးမယ် G Z ဆိုပြီးတော့အောက်ကိုဆွဲချမယ်ဒါကျွန်တော်တို့ရဲ့အိမ်ဖြစ်လာမယ့်အရာပါနော်ဟုတ်ပြီ E ကိုနှိပ်ပြီး extrude လုပ်မယ် mouse ရဲ့ညာဘက်ခလုတ်ကိုနှိပ်ပြီးသူ့ရဲ့ရွေ့လျားမှုကိုပြန်ဖြတ်မယ် S ကိုနှိပ်ပြီးတော့ scale ချက်မယ်နောက်ထပ် E ကိုနှိပ်ပြီးတော့ပေါ်ဆွဲတင်ပါမယ်ပြီးကျွန်တော်ကသူ့ကိုအပေါ်မှာအပိတ်အောက်မှာအပိတ်ကိုမလိုချင်ဘူးအားလုံးကိုဒွေရုပ်ပေါက်ဖွင့်ထားခြင်းနဲ့အဲ့ဒီအတွက် I ကိုနှိပ်ပြီးတော့ insert လုပ်မယ် E ကိုနှိပ်ပြီး extrude လုပ်မယ်ပြီးတဲ့အခါမှာ X ကိုနှိပ်ပြီးတော့ face ကိုဖြတ်လိုက်ပါမယ်အောက်ကဒီ face ကိုလည်းကျွန်တော်ဖြတ်မယ်ဒါဆိုရင်အပွင့်အတိုင်းဖြစ်သွားပါပြီအခုဆက်ပြီးတော့ကျွန်တော်တကားကိုလုပ်မယ်တကားကိုတော့ကျွန်တော်ကတက် object အသစ်တစ်ခုထပ်ပြီးယူပါမယ်အဲ့ဒီအတွက် tab ကိုနှိပ်ပြီး object mode ကိုပြန်သွားမယ် shift A mesh ကနေပြီးတော့ cube ကိုယူမယ် scale ချုပ်မယ် z ဝင်ရုံးမှာသူ့ကိုချက်မယ် x ဝင်ရုံးမှာကျင်းမယ် y ဝင်ရုံးမှာသူ့ကိုကျင်းမယ်ရှေ့ကိုဆွဲပို့ပါဟုတ်ပြီပြီးတော့ဒီဘက်ကအထက်ဘက်ကမျက်နှာပြင်ကိုလည်းကျွန်တော်ဖြတ်လိုက်ပါမယ်အခုသူ့ကိုမလုပ်ခင်မှာကျွန်တော်ကဒီတကားအပေါက်အတိုင်းကိုကျွန်တော်ကဖောက်ပြလိုက်ချင်ပါတယ်အဲ့ဒီအတွက်ကျွန်တော်နောက်ထပ် mesh အသစ်တစ်ခုထည့်ယူမယ်အဲ့ဒါက shift A cube သူ့ကိုတော့ကျွန်တော်က F2 ကိုနှိပ်ပြီးတော့ boolean လို့နာမည်ပေးလိုက်ပါမယ်ဒီမှာမြင်ရမှာပေါ့နော်အဲ့တော့သူ့ခုနလိုပဲ wireframe ကိုသွားမယ် scale ချုပ်မယ်ဒီနေရာမှာထားပါမယ်ပြခါမှာသူ့ကိုအရှိကိုဆက်ပို့ပါမယ်ဟုတ်ပြီအခုကျွန်တော်ဒီအိမ်ကို selection ပေးမယ်သူ့ကို home လို့နာမည်ပေးမယ်အရှိက cube ကိုကြတော့ draw လို့နာမည်ပေးလိုက်ပါမယ်အခုအိမ်ကို selection ပေးမယ်ကျွန်တော်တကားကိုခဏဖြောက်ထားလိုက်ပါမယ်အခု modifier tab ကိုသွားမယ် modifier ကနေပြီးတော့ boolean ကိုရွေးမယ်ကျွန်တော်တို့ဖြတ်ထုတ်မဲ့အရာဟာဒီ object ဖြစ်ပါတယ်အဲ့ဒီအတွက် object ဆိုတဲ့နေရာမှာသူ့ကိုရွေးလိုက်ပါမယ်ဟုတ်ပြီတကယ်ဆိုလို့ရှိရင်အခုသူဟာဖြတ်ထုတ်ပြလိုက်ပြီသို့တော်လည်းပဲဒီ cube ဟာဒီနေရာမှာရှိနေတဲ့အတွက်ကျွန်တော်တို့မြင်ရမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ဒီ cube ကို select ပေးမယ် object data အောက်မှာ viewport display ကို texture ကနေပြီးတော့ bounding box ကိုထားမယ်အဲ့ဆိုလို့ရှိရင်သူ့ရဲ့ effect ဟာဘယ်လိုလဲဆိုတာကိုကျွန်တော်မြင်ရပါလိမ့်မယ်ဟုတ်ပြီအခုကျွန်တော်ကသူ့ကို lossy boolean ဆိုတဲ့ဟာကိုခဏဖြောက်ထားလိုက်ပါမယ်အခုနာကတကားကိုပြောင်းခေါ်မယ်တကားကို selection ပေးမယ်အရှိကedit mode ကိုသွားမယ်အရှိကမျက်နှာပြင်ကို select ပေးပြီးတော့ ion နှိပ်ပြီး insert လုပ်မယ်အဲ့တော့မေးစရာရှိတာဘာလဲဆိုတော့ကျွန်တော်တို့ insert လုပ်တဲ့အခါမှာအပေါ်မှာပေါ်လာတဲ့မျက်နှာပြင်နဲ့ဘေးနားမျက်နှာပြင်နဲ့ဘာဖြစ်လို့မတူရတာလဲဆိုတာမျိုးပေါ့နော်ဒီလိုပြဿနာမျိုးကြုံမှုပါလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီ object ဟာအမြဲတမ်း scale ဟာ1 by 1ရှိနေမှာဖြစ်ပါတယ် object mode ကိုသွားကြည့်တဲ့အခါမှာကျွန်တော်ရဲ့ scale ဟာအားလုံး1ဖြစ်နေမှရပါတယ်အဲ့ဒါမှသာလုံးသမျှ function တွေအားလုံးဟာတိကျမှာဖြစ်ပါတယ်ကျွန်တော်တို့က1မရှိတဲ့အခါကျတော့အခုလိုမျိုးအပေါ်ကကြည့်ပြီးဘေးနားသေးနေဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုပြန်ပြင်မလဲဆိုတော့ဟုတ်ပြီအခု object mode ကိုပြန်သွားမယ်ပြီးတဲ့အခါမှာ control A ကိုနှိပ်ပြီးတော့သူ့ရဲ့ scale ကို reset လုပ်လိုက်ပါမယ်အဲဆိုလို့ရှိရင်ခုနကတန်ဖိုးတွေပျောက်ပြီးတော့ number 1ဖြစ်သွားမယ်ပြန်ကြည့်ရအောင် edit mode ကိုသွားမယ် icon ကိုနှိပ်ပြီးတော့ insert လုပ်ပါမယ်ဒါဆိုလို့ရှိရင်ဘေးပညာအားလုံးညီသွားပါမယ်ဟုတ်ပြီအခုသူ့ကို E ကိုနှိပ်ပြီးတော့ extrude လုပ်မယ်အကယ်၍သာကျွန်တော်တို့ခုနက boolean မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဒီအရှိကနေရန်ကြီးဟာဒီမှာကွယ်နေမှာဖြစ်ပါတယ်ဟုတ်ပြီအခုသူ့ကိုကျွန်တော်က right click နှိပ်ပြီးတော့ subdivide လုပ်မယ်အပေါ်ကဒီ face map ကို select ပေးမယ်ပြီးတဲ့အခါမှာ
control R နဲ့ကျွန်တော်ဒီမှာ look at တက်ထည့်ပါမယ်ဟုတ်ပြီ face selection ပေးမယ်သူတို့အားလုံးကို select ပေးမယ် icon ကိုနှိပ်ပြီးတော့ insert လုပ်ပါမယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်ကတကွက်ချင်းစီသွားချင်တာဖြစ်တဲ့အတွက် icon ကိုနောက်တစ်ခေါက်ထပ်နှိပ်ပါမယ်ဆိုလို့ရှိရင်သူဟာတကွက်ချင်းစီပေးပါလိမ့်မယ်ဟုတ်ပြီနောက်ထပ် e ကိုနှိပ်ပြီးတော့အထက်ကို extrude လုပ်မယ်ဒါကျွန်တော်တို့တကားဖြစ်ပါတယ်တော့ပို့ပြီးတော့ကြည့်လို့ကောင်းစေချင်တယ်ဆိုလို့ရှိရင်အပေါ်မှာနောက်ထပ်သားတန်းထည့်လို့ရတယ်ဘယ်လိုလဲဆိုတော့အခုချိန်မှာကျွန်တော်တို့က object အတစ်ခုယူမယ်ဆိုလို့ရှိရင်အဲ့ဒီ object ဟာဒီမှာရှိတဲ့ cursor လေးမှာဝင်သွားမှာဖြစ်ပါတယ်အဲ့ဒီ cursor ကိုကျွန်တော်တို့ကဒီပုံတင်မယ်အဲ့အတွက်ဒီ face ကို select ပေးမယ် shift s cursor to select it ဆိုလို့ရှိရင်ဒီ cursor လေးဟာ selection ပေးထားတဲ့နေရာကိုရောက်လာမှာဖြစ်ပါတယ် shift a cube အဲ့လိုရှင်ကျွန်တော်တို့ရဲ့ cube ဟာဒီ cursor ရှိတဲ့နေရာမှာရောက်သွားပါလိမ့်မယ်အဲ့လိုရှင်ကျွန်တော်တို့ကအလဲကောင်တဲ့တဲ့မှာသူ့ကိုထားလို့ရပါပြီ scale ချုပ်မယ် x ဝင်ရောမှာသူ့ကိုချက်မယ် z ဝင်ရောမှာသူ့ကိုလည်းချုပ်မယ်အပေါ်ဆွဲတင်မယ်ဒါကျွန်တော်တို့ရဲ့တကားဖြစ်ပါတယ်ဟုတ်ပြီတကားလိုပဲကျွန်တော်တို့က brain box ကိုထပ်လုပ်မယ်အဲ့ဒီအတွက် shift a cube scale ချုပ်မယ်ပြီးဒီဘက်ကိုရွှေ့ပါမယ်အတက်နိုင်ဆုံးကတော့ကျွန်တော်ညီအောင်ပေါ့နော်ဟိုဘက်ဒီဘက်ညီအောင်လုပ်ပါမယ်ဒါပေမဲ့အရင်ကြီးတော့အရေးကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါ brain box ပေါ့တက်နိုင်ဆုံးဟိုဘက်ကတကားနဲ့ဆင်တူအောင်လုပ်ပါမယ်အဲ့ဒီဘက်ကသွားမယ်နောက်ဘက်ကမျက်နှာပြင်ကို select ပေးမယ်ခုနလိုပဲသူ့ကိုဖြတ်လိုက်ပါမယ် icon နဲ့ပြီး insert လုပ်မယ်အခုကျွန်တော် extrude လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့သဘောတရားကိုမြင်ရပါလိမ့်မယ်အခု e extrude ဆိုလို့ရှိရင်နောက်ကိုဝင်သွားတယ်သို့တော်လည်းပဲနေရာကိုကြော်သွားတဲ့အခါမှာကျွန်တော်တို့ဒီအိမ်ရဲ့နေရာကြီးကအပြင်ကိုပြန်ပြီးထွက်လာပါလိမ့်မယ်အဲကြောင့်ကျွန်တော်တို့က boolean 2ကိုသုံးတာဖြစ်ပါတယ်ဟုတ်ပြီဒီဘက်မှာရှိတဲ့ boolean ကိုပဲကျွန်တော်ထပ်ပြီးသုံးပါမယ် boolean ကို select ပေးလိုက်မယ်အဲဒါကိုသွားမယ်အဲ့ဒီမှာကိုသွားမယ်သူ့ကိုကျွန်တော်ကမိတ်တူကူပါမယ် shift d မိတ်တူကူလို့ရှိရင် x ဆိုပြီးတော့ x ဝင်ရောက်မှာသူ့ကိုရွှေ့ပါမယ်ကျွန်တော်လိုချင်တဲ့နေရာကိုထားမှာပေါ့ပြီဆိုလို့ရှိရင် brain box နေရာအတိုင်းသူဝင်သွားပါလိမ့်မယ်အဲဆိုလို့ရှိရင်ကျွန်တော်ဒီ brain box ကိုအနောက်ကိုဘလောက်ပဲထုတ်ကိစ္စမရှိပါဘူးအဆင်ပြေပါပဲအဲ့ဒီမှာကိုသွားမယ်သူ့ကို select ပေးမယ် right click subdivide ပြီးခါမှာ icon နှိပ်ပြီးတော့ insert လုပ်မယ် e ကိုနှိပ်ပြီးတော့ extrude လုပ်ပါမယ်ဒါကျွန်တော်တို့ရဲ့ brain box ဖြစ်ပါတယ်အခုဒီဘောဟာကိုပဲကျွန်တော်ထည့်ယူမယ်အဲ့အတွက်အဲ့ဒီမှာကိုသွားမယ် control l ကိုနှိပ်ပြီးတော့အားလုံးကို select ပေးမယ်ပြီးတဲ့ခါမှာ shift d x ဆိုပြီးတော့ x ဝင်ရမှာသူ့ကို make တူပူပါမယ် s x ဒါကျွန်တော်တို့ရဲ့ brain box ဖြစ်ပါတယ် brain box နဲ့တကားနဲ့ကို control j နဲ့ကျွန်တော်ဆက်လိုက်ပါမယ်ဒါကျွန်တော်တို့ရဲ့အိမ်အောက်ထပ်ပေါ့နော်ဒါပေမဲ့အပေါ်တော့ကိုမသွားခင်မှာနောက်ထပ်အသေးစိတ်တွေကျွန်တော်ထပ်ပြီးထည့်မယ်အဲဘာလဲဆိုတော့အပေါ်ကိုထောက်ထားမဲ့ထောက်တိုင်ပေါ့နော်အဲ့ဒါကိုကျွန်တော်လုပ်ပါမယ်အဲ့ဒီအတွက် shift တွေကနေပြီးတော့ mesh cube ကိုယူမယ်အခုကျွန်တော်တို့ဒီ 3D cursor ကိုအလဲကောင်ပြန်ပို့ပါမယ်အဲ့တော့ဒါကိုအလဲကောင်ပြန်ပို့ဖို့အတွက် shortcut က shift c ဖြစ်ပါတယ်အခု shift a mesh cube သူကို scale ချုပ်မယ်အခု edit mode ကိုသွားပြီးတော့သူ့ကိုဘေးကိုဆွဲထုတ်လိုက်ပါမယ် edit mode မှာရွှေ့ဖို့အရင်ရေးကြည့်တယ်ဘာလို့ဆိုတော့ကျွန်တော်ကဒီ 3D origin point ကိုအလဲကောင်မှာခြံခဲ့ခြင်းလို့ဖြစ်ပါတယ်ဟုတ်ပြီသူ့ကိုကျွန်တော်ကအုတ်ခဲလိုမျိုးပြပြလေးလုပ်လိုက်မယ်ဒါပေမဲ့အရန်ကြီးတော့လည်းမသေးဘူးပေါ့နော်အရန်မသေးစေချင်ပါဘူးဒီလောက်ဆိုရင်ကျွန်တော်အဆင်ပြေပါတယ်အခု object ကိုပြန်သွားမယ် modifier ထဲမှာကျွန်တော် generate ကနေပြီးတော့ bevel ကိုရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကအရန်ကြီးတောင်ကျိုးတွေမကြတော့ဘဲနဲ့နည်းနည်းလေးဘေးနားတွေချုံးမိသွားပါလိမ့်မယ် okay အခုသူ့ကိုထပ်ပြီးတော့ edit mode ကိုသွားမယ်အားလုံးကို select ပေးထားတဲ့အချိန်မှာ shift d မိတ်တကူမယ် z ဆိုပြီးတော့ z ဝင်ရမှာအပေါ်ကိုတင်မယ်ပြီးတော့ scale ချုပ်ပါမယ်ကျွန်တော်အခုသူ့ကိုသေးလိုက်မယ်ဆိုလို့ရှိရင်သူဟာဝင်ရိုးတွေအားလုံးမှာသေးမှာဖြစ်ပါတယ်ကျွန်တော်ကဒီအထူအတိုင်းကိုလိုချင်တယ် z ဝင်ရိုးကိုကျွန်တော်မပြောင်းလဲချင်ဘူးအဲ့ဒီအတွက် s ကိုနှိပ်ပြီးတဲ့အခါမှာ shift z ဆိုပြီးနှိပ်လိုက်မယ်အဲဆိုလို့ရှိရင်သူဟာ z ဝင်ရိုးကလွဲပြီးတော့ကျန်တဲ့ x နဲ့ y နဲ့မှာပြောင်းလဲသွားပါလိမ့်မယ် shift d အပေါ်မိတ်တကူယူမယ်နေချင်မယ် shift d အပေါ်ကူယူမယ်နေလေးသေးမယ် shift d အပေါ်သွားမယ်နေလေးပြန်ချက်မယ်ဒီညမှာတော့နေလေးပြန်သေးလိုက်ပါကျွန်တော်တို့ရဲ့ထောက်တိုင်ပေါ့နော် okay သူ့ကို edit mode မှာပဲအားလုံးကို select ပေးမယ်ဒီဘက်ကိုရွှေ့လိုက်ပါမယ်အခုဘယ်လိုလုပ်မလဲဆိုတော့နောက်ထပ် modifier တစ်ခုထည့်မယ် modifier ကနေပြီးတော့ generate mirror အဲဆိုလို့ရှိရင်သူကဟိုဘက်ကဒီဘက်ကမှာပေါ်မယ်
အလဲကောက်မှာ 3D origin point ရှိတဲ့အတွက်သူဟာဒါကိုပို့ပြုတ်ပြီးတော့ modifier ကိုထည့်တာဖြစ်ပါတယ်အခု x window အပြင်ကျွန်တော်ကအနောက်ကိုလည်းသွားခြင်းနဲ့အဲ့ဒီအတွက် y ကိုဖွင့်လိုက်ပါမယ်ဒါလို့ရှိရင် x နဲ့ y နဲ့နှစ်ခုစလုံးမှာသူဝင်သွားပါလိမ့်မယ်သူကနောက်ထပ် shift D ပေါ်ဆွဲတင်မယ်နောက်ထပ်နှစ်ခုစလုံးရှိနေဆိုတော့နှစ်ခုစာပဲရှိပါမယ်နှစ်ခုစာပဲရှိတဲ့အတွက်ဒီနှစ်ခုယူမယ် control L shift D ပေါ်ဆွဲတင်ပါမယ်ဟုတ်ပြီအားလုံးကိုဆက်လက်ပေးမယ် S Z စဝေးမှာနည်းနည်းလေးသူ့ကိုခြုံလိုက်ပါမယ် okay အဲဒါလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအိမ်ထောက်တိုင်ဟာရပါပြီဒါကျွန်တော်ဒီအောက်ထွက်ကိုပဲကျွန်တော်အသေးစိတ်တွေထည့်နေဖြစ်ပါတယ်ထပ်ပြီးတော့ဘယ်ဘက်မှာ okay တွေထည့်မယ်အဲ့ဒီအတွက် shift A cube တစ်ခုယူမယ်အဲ့ဒီမဟုတ်ကိုသွားမယ်ဘေးကိုဆွဲထုတ်မယ်သူ့ကို scale ချုပ်မယ်ဒီမှာရှိတဲ့ okay တွေအရွယ်အစားလောက်ပဲပေါ့နော်အဲ့လောက်ပဲသွားထားပါပြီးတော့ x ဝင်ရုံးမှာသူ့ကိုတေးလိုက်မယ် y ဝင်ရုံးမှာနည်းနည်းလေးဆွဲထုတ်မယ်တို့လည်းခုနကလိုပဲဒီဘက်မှာရှိတဲ့အထဲမှာရှိတဲ့ face ကိုကျွန်တော်ဖြတ်လိုက်မယ်ပြီးတော့ခုနကအတိုင်းပဲ bevel modifier ထည့်မယ်အရန်များတယ်အဲ့အတွက်ကျွန်တော်ကသူ့ကိုနည်းနည်း short ချလိုက်ပါမှာတော့ segment ကိုကျွန်တော် wide မဲ့ထားပါမယ် okay ခုအဲ့ဒီမကိုသွားမယ်အားလုံးကို select ပေးပြီးတဲ့အခါမှာသူ့ကိုနေရာရွှေ့ပါမယ်okay ပုံစံပေါ်လို့ပေါ့နော်နေရာချပါမယ်အပြင်ကိုထွက်နေတဲ့ okay နေရာလေးတွေပေါ့တချို့နေရာမှာတစ်လုံးပဲရှိမယ်တချို့နေရာတွေမှာနှလုံးသုံးလုံးရှိမယ်ဒါကိုကြိုက်သလိုထားလို့ရပါတယ်ပြီးတဲ့အခါမှာသူ့ကိုခုနလိုပဲ mirror modifier ထည့်မယ် add modifier generate အောက်က mirror သွားပါမယ်အဲဆိုရင်တိုက်ရဲ့ဟိုဘက်ကောဒီဘက်ကောမှာပေါ်လာပါလိမ့်မယ်ဟုတ်ပြီခုထပ်ပြီးတော့နောက်တစ်ခုအနေနဲ့ဒီအောက်မှာဒီအပေါ်ဓာတ်ကို support ပေးထားတဲ့ထောက်ပေးထားတဲ့တစ်သားတန်းလေးပေါ့နော်အဲ့ဒါကိုကျွန်တော်လုပ်မယ်အဲ့ဒီတော့ကိုခုနလိုပဲပုံစံတိုင်း mesh ကနေ cube ပေါ်သွားမယ် edit mode မှာအရှိကိုရွှေ့မယ် scale ချုပ်မယ်ရှစ်တက်ကြည့်မယ် x ဝင်ရောမှာသူ့ကိုသိအောင်လုပ်မယ်ဒါဟာကျွန်တော်တို့ရဲ့အပေါ်ဓာတ်ကိုထောက်ပေးထားမယ့်နေရာဖြစ်ပါတယ်ပြီးတဲ့အခါမှာ H selection သွားမယ်ဒီ H ကို select ပေးလိုက်မယ်ပြီးတဲ့အခါမှာ control B ဆိုပြီးတော့သူ့ကို bevel လုပ်လိုက်ပါမယ်ကျွန်တော်အနေနဲ့ mouse button ကိုလှည့်ပြီးတော့ပို့ပြီးတော့ segment တွေများယူလို့ရတယ်ဒါကိုလိုချင်တဲ့ design ဆိုလို့ရှိရင်အဲ့တိုင်းတောင်းလို့ရတယ်ကျွန်တော်ကတော့ဒီလိုပဲသွားပါမယ် low body သွားချင်တာဖြစ်တဲ့အတွက်မျက်နှာပြင်တွေကိုနည်းနိုင်သမျှနည်းအောင်ကျွန်တော်ဖန်တီးတာဖြစ်ပါတယ်ဟုတ်ပြီအခု control L ကိုနှိပ်ပြီးတော့အားလုံးကို select ပေးလိုက်မယ်သူ့ကို G X ဆိုပြီးတော့ဒီဘက်ကိုနည်းနည်းရွှေ့မယ် modifier မှာ mirror ထည့်မယ်ဆက်ပြီးတော့ shift D ကိုနှိပ်ပြီးတော့ make တကူမယ် X ဝင်ရိုးအတိုင်းသူ့ကိုရွှေ့ပါမယ်အခုကျွန်တော်လုပ်ခဲ့တဲ့ shift D X ဆိုတဲ့ function ကိုပြန်ပြီးလုပ်ဖို့အတွက် shift R ကိုနှိပ်လိုက်ရမှာပဲဆိုလို့ရှိရင်သူ့ကိုပဲကျွန်တော်အခုလုပ်ခဲ့တဲ့ action ကိုပဲနောက်တစ်ခေါက်ထပ်ပြီးတော့ repeat လုပ်သွားပါလိမ့်မယ်ဒါကျွန်တော်တို့ရဲ့ product ကိုထောက်ထားတဲ့အရာဖြစ်တယ်အကယ်၍ကိုဟာလိုချင်တယ်ဆိုလို့ရှိရင်သူ့ကို mirror modifier နဲ့ y ဝင်ရုံးမှာထပ်ပြီးထည့်လို့ရပါတယ် mirror x ကိုဖြုတ်မယ် y ကိုထားမယ်ဆိုလို့ရှိရင်သူဟာနောက်ကျသွားပါလိမ့်မယ်ကျွန်တော်လုပ်လို့ရတာဘာလဲဆိုတော့ mirror modifier နောက်ထပ်အသစ်ထပ်မထည့်ဘဲနဲ့ဒီအပေါ်က mirror မှာပဲနောက်ထပ် y ကိုလုပ်မယ်ဆိုလို့ရှိရင်လည်းရပါတယ် okay ဒါဟာကျွန်တော်တို့ရဲ့အိမ် base shape ဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ကအပေါ်ဓာတ်ကိုထပ်ပြီးတော့တက်ပါမယ်အားလုံးကိုဆက်လက်ပေးမယ်ဒီတကားကလွယ်ပြီးတော့ပေါ့နော်တကားကလွယ်ပြီးတော့အိမ်ကိုတယ်ရဲ့ဘေးနာကထောက်တန်ရဲ့သူ့ကိုထောက်ပံ့ပေးထားတဲ့ဒီ support ရဲ့ဘေးနာအုတ်ခဲတွေရဲ့အားလုံးကိုဆက်လက်ပေးမယ်ပြီးတဲ့အခါမှာ shift D Z ဆိုပြီးတော့ Z ဝင်မှာကျွန်တော်သူ့ကိုအပေါ်ဆွဲတင်လိုက်ပါမယ်ကျွန်တော်ခုနကဒီခန္ဓာကိုယ်ကိုဘာဖြစ်လို့ဖောက်မထုတ်လိုက်ပဲနဲ့ဘူလီယန်ကိုသုံးတယ်လဲဆိုတာဒီမှာမြင်ရပါလိမ့်မယ်ဘူလီယန်ဟာဒီ mesh မှာရှိတယ်သို့တော်လည်းပဲသူ့ကို make တူလိုက်တဲ့ခါမှာဘူလီယန်ကဒီမှာအောက်မှာကျန်ခဲ့တဲ့အတွက် mesh ဟာအရင်အတိုင်းအကောင်အတိုင်းအပေါ်ကိုထွက်လာပါတယ်အဲ့တော့ကျွန်တော်လိုချင်တာဖြစ်ပါတယ်ဟုတ်ပြီအခုကျွန်တော်တို့ကဒီမှာ brain box နှစ်ခုထပ်ထည့်မယ်အဲ့ဒီအတွက်ဒီအောက်က brain box ကိုပဲယူမယ်အဲ့ဒီမုတ်ကိုသွားမယ်ဒီ brain box ရဲ့အပေါ်ကဒီ supporting ပေးတဲ့ဟာလေးကို selection ပေးပြီးတော့ control L ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ຢာအားလုံးကို select ပေးသွားမယ်အခု shift D
Z ဆိုပြီးတော့ Z ဝင်ရုပ်တိုင်းအပေါ်ကိုဆွဲတင်ပါမယ်အခုမြင်ရတဲ့အတိုင်း boolean မရှိတဲ့အတွက်ကျွန်တော်ဒီမှာလုပ်ထားတဲ့ဒီ design ဟာအိမ်နရံရဲ့အနောက်ကိုရောက်နေပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကအခုဒီ mesh ကိုတက်ခွဲထုတ်မယ်ဘာကြောင့်လဲဆိုတာကိုသိပါလိမ့်မယ် P selection သူဟာ mesh တက်ဖြစ်သွားပြီ modifier mirror ဆိုလို့ရှိရင်သူကဒီဘက်မှာပေါ်လာပါလိမ့်မယ်သို့တော်လည်းပဲသူ့ရဲ့ origin point ဟာဒီတကားမှာကျန်နေခဲ့တာဖြစ်တဲ့အတွက်သူကဒီဟာကိုပဲပုံပြပြီးတော့အပြင်ကိုလှုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ space bar ကိုနှိပ်မယ် set origin to 3D cursor ဆိုလို့ရှိရင်မှန်သွားပါလိမ့်မယ်သူရဲ့ origin ဟာဒီ 3D cursor လေးကိုရှောက်သွားပါဘူးအခုသူ့ကိုကျွန်တော်တို့ပြန်ပြီးတော့ color တဲ့ပုံစံတိုင်း color တဲ့ပုံစံတိုင်းပြန်ပြီးပြောင်းလို့ရပါတယ်အခုအောက်က boolean ကိုကျွန်တော်ပြန်ပြီးယူပါမယ် boolean ကိုပြန်ပြီးဖော်လိုက်မယ် select ပေးမယ်အဲ့ဒီမှာကိုသွားမယ်ကျွန်တော် wireframe ကိုပြန်သွားမယ်ဒါကျွန်တော်ရဲ့ boolean ပေါ့နော်သူ့ကို shift D Z ဆိုပြီးတော့အပေါ်ကိုဆွဲယူလိုက်ပါပြီးတဲ့အခါမှာ shift D X ဆိုပြီးတော့ဒီဘက်ကိုဆွဲလိုက်ပါအဲဆိုရင်ကျွန်တော်တို့ရဲ့အနောက်မှာရှိတဲ့ design တွေပေါ်လာပါပြီပြန်ပြီးတော့ထုတ်ထားလိုက်ပါဒါကျွန်တော်တို့ရဲ့အိမ် design ပေါ့နော်ဟုတ်ပြီအခုသူ့ထပ်ပြီးတော့ကျွန်တော်ခေါင်မို့ကိုလုပ်မယ်အဲ့အတွက် shift A mesh ကနေပြီးတော့ plane တစ်ခုယူမယ် G Z ဆိုပြီးတော့အပေါ်ဆွဲတင်မယ် scale ကိုချက်မယ်အဲ့ဒီမှာသွားမယ် control R ကိုနှိပ်ပြီးတော့ loop cut ထည့်မယ်သူ့ကိုအပေါ်ကိုဆွဲတင်ပါမယ်ဆိုတော့လည်းပဲဆွဲမတင်မဲနဲ့ညနေပြင်အားလုံးကို select ပေးပြီးတော့ extrude လုပ်မယ်ဒီခါမှာနောက်တစ်ချက် extrude လုပ်ပါမယ်ဒါကျွန်တော်တို့ရဲ့အိမ်ဖြစ်လာမယ်ပေါ့နော်အိမ်ခေါင်မို့ဖြစ်လာမယ်အရာဖြစ်ပါတယ်အဲ့တော့အခု S X ဆိုပြီးတော့ X ဝင်မှာသူ့ကိုဆွဲချုပ်မယ်ဒီ portrait ထဲမှာကျွန်တော်နောက်ထပ်တန်းတစ်ခုထည့်ချင်ပါတယ်အဲ့ဒီအတွက် shift S cursor to selected cursor လေးဒီကိုရောက်လာပြီ shift A cube insert လုပ်မယ်နောက်တစ်ခါ insert ထပ်လုပ်မယ် insert နှစ်ခါလုပ်ပါမယ်အခုဒီခွင်းရဲ့အပြင်ခွင်းရဲ့ကို select ပေးမယ်ပြီးတဲ့အခါမှာ E ကိုနှိပ်ပြီးတော့ extrude လုပ်မယ်ပြီးတော့ဒီအပြင်ကခွင်းကိုကြီးပဲ select ပေးမယ် E ကိုနှိပ်ပြီးတော့ extrude လုပ်ပါမယ်ဒါကျွန်တော်တို့ရဲ့အိမ်ခေါင်မို့ပေါ့နော်ဒီအောက်မှာရှိတဲ့ supporting ပေးတဲ့တန်းလေးကိုကျွန်တော်အပေါ်ကိုပြန်ပြီးဆွဲတင်ယူပါမယ်အဲ့တော့ကျွန်တော်ခုလုပ်လိုက်တဲ့ action ဟာဘယ်လိုလဲဆိုတော့အိမ်ရဲ့အရှိမမြင်ရတယ်အိမ်အနောက်မှာတော့မမြင်ရပါဘူးအဲ့ဒီအတွက်ကျွန်တော်ကသူ့ကိုအဲ့ဒီဘက်ကိုသွားမယ် control R ကိုနှိပ်ပြီးတော့ loop cut ထည့်မယ်ပြီးတဲ့အခါမှာအနောက်ဘက်အချမ်းကိုကျွန်တော်လုံးဝဖြတ်လိုက်ပါမယ်အပေါ်ကတန်းဟာလည်းသူ့ရဲ့ designed data ဖြစ်တဲ့အတွက်သူ့ကိုအရှိကိုဆွဲထည့်လိုက်ဆွဲလိုက်ပါမယ်ပြီးတော့မမြင်ရတဲ့အပိုင်းဖြစ်တဲ့အတွက်သူ့ကိုမျက်နှာပြင်ကိုဖြတ်လိုက်ပါမယ်အခုသူ့ကို mirror modifier ထည့်မယ် mirror X ကိုဖြောက်မယ် Y ကိုဖော်လိုက်ပါမယ်ပြီးတဲ့အခါမှာ clipping ကိုကျွန်တော်အမှတ်ချက်ပေးလိုက်ပါမယ် clipping ကိုအမှတ်ချက်မပေးထားလို့ရှိရင်ကျွန်တော် edit mode မှာသူ့ကိုရွှေ့တဲ့အခါမှာဟနေပါလိမ့်မယ်အဲ့ဒါကျွန်တော်က clipping ကိုဖွင့်ထားလိုက်မယ်ပြီးပြန်ဆွဲစီလိုက်မယ်ဒါလို့ရှိရင်ကျွန်တော်ဘလောက်ပဲအရှိကိုထုတ်သူကပြတ်မသွားတော့ပါဘူးဒါကျွန်တော်တို့ရဲ့ခေါင်းပေါ့နော်အဲ့တော့ကျွန်တော်အများကြီးမလုပ်ဘူးအရန်ရှုပ်ထွေးတာလည်းမလုပ်ဘူးဒီမှာနောက်ထပ်တန်းလေးကျွန်တော်ထပ်ထည့်မယ်အဲ့ဒီအတွက် shift A cube ခြုံလိုက်မယ်အဲ့ဒီမဟုတ်ကိုသွားမယ်သူ့ကိုနေရာရွှေ့ပါမယ်ပြီးတဲ့အခါမှာသူ့ကို mirror modifier ထည့်မယ် mirror ပြီးတော့ array modifier ထည့်ပါမယ် array ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ blender 5.1 မှာပါတဲ့ array အသစ်မဟုတ်ဘဲနဲ့အရင်အဟောင်းမှာရှိခဲ့မှုတဲ့ array legacy ကိုထည့်မှာဖြစ်ပါတယ်အခု x ဝင်ရုပ်ကိုကျွန်တော်ဖြောက်မယ်0ထားမယ် y ဝင်ရုပ်ကိုကျွန်တော်ရွှေ့မှာဖြစ်ပါတယ်ဟုတ်ပြီသူ့ဘယ်နှခုထားမလဲ3 4 5 6 8 8ခုထားမယ်ပြီးတော့ y ဝင်ရုပ်မှာနည်းနည်းလေးသူ့အနောက်ကိုဆုပ်လိုက်ပါဒါဟာကျွန်တော်တို့ရဲ့အိမ်ခေါင်မှုဖြစ်ပါတယ်ခုထပ်ပြီးတော့ဒီအိမ်ခေါင်မှုရဲ့အရှိပေါ့နော်ဒီအရှိမျက်နှာစာလေးမှာကျွန်တော်အုတ်ခဲတွေတက်ပြီးစီးခြင်းနဲ့အဲ့ဒီအတွက်ဒီမှာရှိတဲ့အုတ်ခဲတချို့ယူမယ်ဒီ3ခုဆိုပါစို့ control L သူ့ကို shift D ကိုနှိပ်ပြီးတော့ make တကူမယ် mirror modifier ကျွန်တော်ဝင်နေတယ်အဲ့ဒါကိုမလိုချင်ဘူးအဲ့ဒီအတွက်သူ့ကိုကျွန်တော်က object တစ်ခုအနေနဲ့ခွဲထုတ်မယ်ပြီးတဲ့အခါမှာ mirror modifier ကိုဖြုတ်လိုက်ပါမယ်ဟုတ်ပြီပြီးတဲ့အခါမှာ front top view ကနေပြီးတော့ rotate လုပ်မယ်သူ့ကိုနေရာချပါ
ပြီးတဲ့ခါမှာသူတို့ကိုကျွန်တော်ကနောက်ထပ်ဒီအောက်မှာလည်းထပ်ပြီးရှိစေခြင်းနဲ့အဲ့အတွက်အဲ့တကူမယ်အောက်ကိုချမယ်ပြီးတဲ့ခါမှာအနောက်ကိုပို့လိုက်ပါမယ် in the shadows on the ceiling low whiskey and the lies we keep telling ဟုတ်ပြီအကယ်၍ဆန္ဒရှိဆိုလို့ရှိရင်သူရဲ့ mirror modifier ကို white မှာထားလို့ရပါတယ်။ဆိုလို့ရှိရင်အနောက်မှာလည်းပေါ်လာပါလိမ့်မယ်။ကျွန်တော်တို့အိမ်ဒီဘက်မှာနောက်ထပ် Migo Connect တစ်ခုထပ်ထည့်မယ်။အဲ့အတွက် Shift A Cube ဒီနေရာမှာတော့ကျွန်တော်တို့ဒီ 3D origin point ကိုအရင်ယူဆိုင်ကြမှာတော့ပါဘူး။အဲ့ဒီမှာကိုသွားမယ်အပေါ်ကမျက်နှာပြင်နဲ့အောက်ကမျက်နှာပြင်နဲ့ကို select ပေးမယ်။ icon ကိုနှိပ်မယ်။ပြီးတဲ့အခါမှာ right click loop tools ရဲ့အောက်မှာ bridge solution နဲ့အပေါ်အောက်သူကဖောက်သွားပါလိမ့်မယ်။ဟုတ်ပြီ။သူ့ကိုခေါင်းမိုးပေါ်တင်မယ်။အရင်တိကျသေးကြတဲ့ function တွေမဟုတ်ဘူး။ဒါကျွန်တော်မျက်မှန်းနဲ့ပဲလုပ်နေတာဖြစ်ပါတယ်။သူ့ကို Shift S cursor to selected နောက်ထပ် cube ကိုထပ်ထည့်မယ်။ cube scale ချုပ်မယ်။ပို့မယ်။ x ဆိုရမှလည်းနည်းလေးရွှေ့မယ်။ okay ဒါကျွန်တော်တို့ရဲ့ Migo Connect ဖြစ်တယ်။အခုနည်းလေးချမယ်။ E extrude S scale ပေါ်နဲ့တင်မယ်E extrude I insect E extrude ဒီကို count time ဖြစ်ပါတယ်သူ့ပေါ်မှာနည်းနည်းလေးသေးတဲ့ okay လေးလိုချင်တယ်အဲ့တော့ကျွန်တော်က okay လေးတစ်ခုနည်းနည်းယူမယ် shift D မိတ်တူပူယူမယ် P selection အနေနဲ့ဖြတ်ထုတ်မယ် mirror modifier ဖြုတ်မယ်နည်းနည်းလေးသေးတဲ့ okay လေးပေါ့There was nothing much left as the sun started opening its eyes. She rolled over. ဒါကတော့ကျွန်တော်တို့ရဲ့ environment scene အတွက်လိုအပ်တဲ့ low poly အိမ် model ဖြစ်ပါတယ်ဒီနီလန်အတန်းကိုပဲကျွန်တော်ထပ်ပြီးတော့နောက်ထပ်အိမ်ပုံစံအများကြီးလုပ်မယ်ဒါကတော့ဒါ basic idea ပေါ့နော်အခြေခံအယူဆလေးပါပဲအဲ့တော့ဘာလို့မလဲဆိုတော့အခုကျွန်တော်ကဒီမှာရှိတဲ့ boolean ဒီဟာတွေကိုကျွန်တော် apply လုပ်လိုက်ပါမယ် apply အောက်က mesh ကိုလည်း apply လုပ်မယ်အခု boolean box ကိုပြန်ယူမယ်သူ့ကိုကျွန်တော်မလိုတော့ပါဘူးဖြတ်လိုက်မယ်ပြီးမှဒီမှာရှိတဲ့ modifier တွေအားလုံးကိုကျွန်တော် apply လုပ်ပါမယ်အဓိကလိုအပ်တာကတော့ဒီ boolean modifier တစ်ခုပါပဲကျန်တဲ့ဟာတွေအားလုံးကတော့သူ modifier တွေကိုကျွန်တော်တိုင်းထားလိုက်လို့ရတယ်နောက်ထပ်ဒီနီလန်အတိုင်းပဲဆက်ပြီးတော့ကျွန်တော်ကျန်တဲ့အိမ်တွေကိုလုပ်ပါမယ်အခုအိမ်ပုံစံပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ scene အတွက်လိုအပ်တဲ့နောက်ထပ်အဓိကကျတဲ့ element တစ်ခုဖြစ်တဲ့တစ်ပင်ကိုဖန်တီးမှာဖြစ်ပါတယ်အခုတို့အားလုံးကိုကျွန်တော် A ကိုနှိပ်ပြီးအားလုံးကို select ပေးမယ်ပြီးတဲ့အခါမှာဘေးကိုရွှေ့ထားလိုက်ပါ Shift C ကိုနှိပ်ပြီးတော့ origin point ကို 3D cursor ကိုအလဲကောင်ပြန်ပို့မယ်အခုတစ်ပင်ကိုကျွန်တော်လုပ်ပါမယ် Shift A mesh plane အဲ့ဒီမှာကိုသွားမယ် vertex selection ပေးထားမယ် M ကိုနှိပ်ပြီးတော့အားလုံးကိုအလဲကောင်မှာစုလိုက်မယ်ပြီးတဲ့အခါမှာ E ကိုနှိပ်ပြီးတော့တစ်ပင်ကိုလိုချင်တဲ့ပုံစံတိုင်းကျွန်တော်ဆွဲထုတ်ပါပြီးတော့ O ကိုနှိပ်ပြီးတော့ proportional editing ကိုဖွင့်မယ် G ကိုနှိပ်ပြီးတော့သူ့ကိုကျွန်တော်ရွှေ့ပါ low poly ဆိုတော့လည်းပဲကျွန်တော်တို့က 3D ဖြစ်တဲ့အတွက်ပတ်လဲရနေမြင်ရတဲ့ပုံစံကျွန်တော်ဖန်တီးရမှာဖြစ်ပါတယ် fantasy တွေအများကြီးမလိုဘူးကျွန်တော်လိုချင်တဲ့ပုံစံရတဲ့အခါမှာ object ကိုပြန်သွားမယ် add modifier အဲ့ဒီနေမှာ scale modifier ယူမယ်အဲ့ဒီဘက်ကိုပြန်သွားမယ်အားလုံးကို select ပေးမယ် A ကိုနှိပ်ပြီးတော့ control A ကိုနှိပ်ပြီးတော့ဒီစာကိုတင်လိုက်ပါမယ်ဒီခါမှာအောက်ဆုံးက vertex ကို select ပေးမယ် control A ပင်စီအောက်ခြေဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုကြီးကြီးလေးလုပ်ပါမယ်ထိပ်မှာရှိတဲ့အပိုင်းလေးကို select ပေးမယ် control A နည်းလေးပေးပါကျွန်တော်လိုချင်တဲ့ပုံစံပေါ့နော် low poly ဖြစ်တဲ့အတွက်ကျွန်တော်အသေးစိတ်တွေဘာမှမထည့်ဘူးသို့တော်လည်းပဲကြည့်လို့ကောင်းတဲ့အနေအထားတစ်ခုရအောင်ဖန်တီးမှာဖြစ်ပါတယ်အဲဒီအတွက် scale modifier ပြီးတဲ့အခါမှာ add modifier subdivision surface ကိုတွားမယ် level ဟာ1မှာပဲရှိပါတယ်သို့တော်လည်းပဲနောက်ဆုံး render ချတဲ့အခါမှာသူကနံပါတ်2နဲ့ render လုံးမှာဖြစ်တဲ့အတွက် render ဆိုတဲ့နေရာမှာသူ့ကိုဝယ်မဲ့ထားပါမယ်ခုကြည့်တဲ့အခါမှာသူ့ရဲ့အောက်ခြေကလုံးနေတယ်အဲ့ဒီအတွက်အဲ့ဒီမှာပြန်သွားမယ်အောက်က vertex ကို select ပေးမယ် E ကိုနှိပ်ပြီးတော့ extrude ထပ်လုပ်ပါမယ်ပြီး control A ပြင်စီရင်းရလေးကြည့်အောင်လုပ်ပါမယ်ဒါကျွန်တော်တို့ရဲ့တစ်ပင်ပေါ့နော်ပြီးတဲ့အခါမှာသူ့ကို
low poly ဆိုတဲ့ feeling ရအောင်လို့ဒါကိုထပ်ပြီးတော့ vertex ကိုပြန်ပြီး short ပါမယ်အဲ့ဒီအတွက် generate ကနေပြီးတော့ decimal ကိုသွားမယ်ပြီးခါမှာသူ့တန်ဖိုးကို short ချလိုက်ပါ0.25 လောက်ဆိုရပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ဟာမတူညီတဲ့မျက်နှာပြင်တွေနဲ့ flat surface တစ်ခုကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကျွန်တော်တို့ရဲ့ပင်စီတည့်ရွက်အတွက် shift A icosphere ကိုယူပါမယ်ပြီးတဲ့အခါမှာသူ့ရဲ့တန်ဖိုးကို subdivision ကို2စာဝယ်မှတ်ထားပါမယ်ဟုတ်ပြီသူကို edit mode မှာကျွန်တော်ရွှေ့မယ် proportional editing ကိုဖြောက်မယ်ပြီးတဲ့အခါမှာ paper bag လေးကနေပြီးတော့သူကိုတည့်ရွက်ရှိမဲ့နေရာတွေမှာလိုက်ပြီးတော့ထည့်ပါမယ်ဟုတ်ပြီဒါကျွန်တော်တို့ရဲ့တစ်ပင်ဖြစ်ပါတယ်တစ်ပင်ပြီးတဲ့အခါမှာဒုတိယအရေးကြီးတဲ့အပိုင်းဖြစ်တဲ့လမ်းပေါ်မှာရှိမဲ့မီးအိမ်ပေါ့နော်လမ်းမီးတိုင်ပေါ့လမ်းမီးတိုင်ကျွန်တော်လုပ်မယ်ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကလှုပ်ရှားရှိတဲ့ဟာတွေအကုန်ပြီးပြီလို့ယူဆတယ်အဲ့ဒါဒီလိုနီးလန်းတွေကိုပဲအသုံးပြုပြီးတော့အိမ်တွေအများကြီးတစ်ပင်တွေအများကြီးဒါတွေအားလုံးကိုဖန်တီးပြီးတဲ့အခါမှာဒီ environment တစ်ခုကိုကျွန်တော်ဖန်တီးမှာဖြစ်ပါတယ်အခုဆက်ပြီးတော့နောက်ဆုံးတစ်ခုဖြစ်တဲ့လမ်းမီးတိုင်ကြည့်ကြည့်အောင်shift A mesh ကနေပြီးတော့ cylinder ကိုယူမယ် vertex တွေအများများတယ်အဲ့ဒါကိုကျွန်တော်က7လောက်ပဲထားပါမယ်အဲဒါမှမဟုတ်10ပေါ့နော်10လောက်ပဲထားမယ် edit mode မှာသူ့ကိုချုပ်မယ် box ဆွဲတင်မယ် wireframe view မှာသူ့ကိုမီးတိုင်ပုံစံရအောင်လုပ်ပါမယ် icon နှိပ်ပြီး insert လုပ်မယ် e ကိုနှိပ်ပြီး extrude လုပ်မယ်ဒါလို့ဆိုလို့ရှိရင်အဆင်ပြေမယ်ထင်ပါတယ်အရင်အိမ်ရဲ့နှစ်ထပ်စာလောက်ထိသွားကြတော့မလိုပါဘူး extrude scale extrude scale ကျွန်တော်ရဲ့ပြီးတိုင်းပေါ့နော်အဲ့တော့ဘေးနားမှာမီးအိမ်ချိတ်ဖို့အတွက်တန်းကိုကျွန်တော်လုပ်မယ်အဲ့ဒါကိုတော့ခုနကဒီတစ်ပင်ကိုလုပ်ခဲ့တဲ့အတိုင်းပဲ shift A ကနေပြီးတော့ mesh plane ကိုသွားမယ် edit mode vertex selection မှာထားမယ် and at centerပြီးတဲ့ခါမှာသူ့ကိုကျွန်တော်ကပုံဆွဲယူမယ်အခု E ကိုနှိပ်ပြီးတော့သူ့ကိုကိုလိုချင်တဲ့ပုံစံအတိုင်းရအောင်ကျွန်တော်ဆွဲထုတ်ပါမယ်အခုကျွန်တော်သွားမယ် modifier ထဲမှာသူ့ကို vertex ပို့ပြီးထည့်မယ် subdivision surface render မှာလည်းဝယ်မယ်ထားမယ်ပြီးတဲ့ခါမှာ scale modifier သွားမယ်အဲ့ဒီမှာသွားမယ်အားလုံးကို select ပေးပြီးတော့ control A ဆိုလို့ရှိရင်သူ့ကိုရွေးစားပေးလို့ရပြီသူ၄တောင်ပုံစံဖြစ်နေတဲ့အတွက်ထပ်ပြီးတော့နောက်ထပ် subdivision surface ထပ်ထည့်မယ်အဆင့်သူချုံးမသွားပါအဲ့ဒီ mode မှာပဲသူ့ကိုဟိုဘက်ဒီဘက်ပြောင်းလဲပါမယ်ခုထပ်ပြီးတော့ shift D နဲ့ make တူပို့မယ်တေးအောင်လုပ်မယ်ဟုတ်ပြီဒါကျွန်တော်တို့ရဲ့မီးအိမ်ချိတ်မဲ့နေရာပေါ့နော်အားလုံးကို select ပေးမယ်ရရွှေ့မယ်အခုထပ်ပြီးတော့သူ့ကို modifier တွေကနေပြီးတော့render မှာဝယ်မှတ်ထားမယ် modifier ကနေပြီးတော့ mirror ထားပါမယ်အခုကျွန်တော်တို့ကမီးအိမ်ကိုဒီမှာချိန်မှာဖြစ်ပါတယ်အဲ့ဒီအတွက်မီးအိမ်ကိုလုပ်မယ် shift A ခုနကလိုပဲ cylinder တစ်ခုကိုယူမယ်အဲ့ဒီမှာသွားမယ် scale ချုပ်မယ်ဘယ်ဘက်ကိုရွှေ့မယ် wireframe ကိုသွားမယ်သူ့ကိုချုပ်မယ်မီးအိမ်ပုံစံရအောင်လုပ်မှာဖြစ်ပါတယ်တကယ်တမ်း blender ကိုအခြေခံသုံးတတ်တဲ့လူတွေအနေနဲ့ကတော့ဒါအရင်ခက်ခဲတဲ့အပိုင်းတွေတော့မဟုတ်ပါဘူးဟိုဒီ E နဲ့ extrude လုပ်မယ် I နဲ့ insert လုပ်မယ်ဒီလောက်ပါပဲဘာဖက်ကိုလည်းလုပ်မယ်ထပ်ပြီးတော့မီးအိမ်နဲ့တူအောင်လို့ကျွန်တော်ဒီတစ်ခွက်ကိုမီးအိမ်ပုံစံလုပ်မှာပေါ့နော်အဲ့အတွက် I ကိုနှစ်ချက်နှိပ်မယ်ပြီးတဲ့အခါမှာ E ကိုနှိပ်မယ်ပြီးတဲ့အခါမှာသူ့ရဲ့ဒီ extrusion ကိုနောက်ဆင့်ညာဘက်ကလုံးနဲ့ cancel လုပ်မယ်ပြီးတဲ့အခါမှာအထက်ကိုထည့်ဖို့အတွက် S ကိုမနှိပ်ပဲနဲ့ Alt S ကိုနှိပ်ပါမယ်အဲဆိုမီးနဲ့တူသွားပါပြီအခုကျွန်တော်ကသူ့ကိုအထက်ထိပ်မှာသူ့ကိုချိတ်ဖို့အတွက် green ပေါ့နော်အဲ့ဒါကိုကျွန်တော်လုပ်မယ်အဲ့ဒီအတွက်သူ့ကို select ပေးမယ်ပြီးတဲ့အခါမှာ shift S cursor to selected cursor လေးရောက်လာပြီ shift A torus ကိုယူပါမယ်ဒီဆက်ရှိကအရင်များတယ်စနစ်ထားကြည့်မယ်
24ထားကြည့်ပါမယ်ပြီးတော့သူကို scale ချုံလိုက်မယ် R 90 degree ဆိုပြီးတော့90 degree ပြလိုက်ပါအခုသူကိုအားလုံးကို select ပေးမယ် scale ချုံမယ်အပေါ်မှာချိန်ပါဖြစ်ချင်တော့ကျွန်တော်ရဲ့ဒီ Taurus ကတေးသွားပါတယ်သူကိုပြန်ပြီးတော့ကြည့်အောင်လုပ်မယ်ဒါတင်နေနည်းနည်းလေးအောက်ကိုကြားတဲ့ကိစ္စမရှိဘူး file ထည့်မယ် generate mirror ဆိုလို့ရှိရင်ကျွန်တော်ရဲ့မီးအင်အားပြီးပါပြီကျွန်တော်တို့ဖန်တီးမဲ့အပိုင်းအတွက်အဓိကလိုအပ်တဲ့ component တွေကတော့ဒါဒီလောက်ပဲလို့ကျွန်တော်ထင်ပါတယ်အိမ်ရှိမယ်တစ်ပင်ရှိမယ်လမ်းမီးတိုင်းရှိမယ်ဒါကိုမှဒီနီလန်အတိုင်းကိုပဲတုံးပြီးတော့ကျန်တဲ့အိမ်တွေဒီဇိုင်းတွေထပ်လုပ်မယ်ကျန်တဲ့တစ်ပင်ဒီဇိုင်းတွေထပ်လုပ်မယ်ပြီးတဲ့အခါမှာဒါတွေအားလုံးကိုကျွန်တော်ပြန်ပြီးပေါင်းစည်းမှာဖြစ်ပါတယ်အဲ့တော့အခုနာရီပေါင်း3နာရီပေါ့နော်3နာရီ4နာရီလောက်3နာရီကျော်4နာရီလောက်ဖန်တီးပြီးတဲ့အခါမှာကျွန်တော်ဒါရလာဖြစ်ပါတယ်ပထမဆုံးလုပ်ထားတဲ့ model ဖြစ်တယ်ဒီနီလန်ကိုတုံးပြီးတော့ကျွန်တော်ဒီဘက်ကအစားအောင်လုပ်တယ်နည်းနည်းမတူတဲ့ပုံစံလေးနဲ့ပေါ့နော်ဒီဘက်ကဟာကိုလည်းအရှိကိုထုတ်ထားတဲ့ပရင်ပေါက်ပုံစံမျိုးလေးလုပ်တယ်ဘေးနားမှာ pipe လေးထည့်ထားတယ်ပေါ်မှာပရင်ပေါက်အုတ်ခဲအစားပရင်ပေါက်တစ်ခုထည့်ထားတယ်မတူညီတဲ့မိခိုးခေါင်းတိုင်ကိုထည့်ထားတယ်ပြီးတော့ဒီမှာကျတော့အဲ့လိုပဲခေါင်းမို့အပေါ်မှာနောက်ထပ်အိမ်သေးလေးနှစ်ခုထည့်ထားတယ်ပရင်ပေါက်အစားနာရီတစ်ခုထားရတယ်ဒါဆိုလို့ရှိရင်အလုပ်ရုံပေါ့နော် warehouse သဘောမျိုးပေါ့ခေါင်းမို့ကိုဒီနီလန်အတိုင်းပဲလုပ်ထားတာဖြစ်ပါတယ်ပြီးတော့လေထဲမှာကျွန်တော်ဒီဟာလိုင်းလေးဖြစ်နေမှာဆိုလို့ပေါ့နော် hot air balloon တစ်ခုကျွန်တော်ထပ်ပြီးလုပ်ထားတယ်ဒီနီလန်အတိုင်းပဲတစ်ပင်ဆိုလို့ရှိရင်မတူညီတဲ့ပုံစံ၄ခုရှိတယ်မိအိမ်ဆိုလို့ရှိရင်2ခုရှိတယ်ပြီးတော့ဒီနီလန်အတိုင်းပဲလုပ်ထားတဲ့နိုင်စဉ်တစ်ခုရှိပါတယ်နိုင်စဉ်ပေါ့နော်နိုင်စဉ်စက်ရုံပေါ့ဒီဘက်ကမိခိုးတွေထွက်နေမယ်ဒါနိုင်စဉ်ပေါ့ဒီနီလန်အတိုင်းပါပဲပြီးတော့တရားတစ်ခုရှိတယ်မြင်းဆွဲတဲ့လှဲလေးတစ်ခုရှိတယ်ဈေးဆိုင်တစ်ခုရှိတယ်လက်တွန်းလှဲဈေးဆိုင်တစ်ခုရှိတယ်ပြီးတော့ low poly ပုံစံမျိုးလုပ်ထားတဲ့အမျိုးသားတစ်ယောက်မျိုးသမီးတစ်ယောက်ရှိပါတယ်ဒါကျွန်တော်3နာရီကျော်4နာရီအတွင်းမှာဖန်တီးခဲ့တဲ့ package ဖြစ်ပါတယ်ဒီမျိုးကိုဖန်တီးမှုရဲ့အပိုင်းတစ်ဖြစ်တယ်အပိုင်းနှစ်မှာဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုကာတွန်းဆန်တဲ့ material တစ်ခုကိုထည့်မယ်ဒါတွေအားလုံးဟာ material တစ်ခုတည်းကိုပဲမျှပြီးသုံးမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီမျိုးငယ်လေးပေါ့နော်အဲ့ဒါကိုကျွန်တော် set up လုပ်မယ် material ထည့်မယ်အဲ့ဒါကအပိုင်းနှစ်မှာဆက်ပြီးတော့လာပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်